တလားအတွင်းစပင်းအရှိမြန်နဲ့နီးပြောပြပေးမယ်အဲ့ဒါကလေမွေးကုနာဖုံးကြည့်ရနေပြီသွေးလို့ပြောပြတာမွေးကိုယ်တိုင်လုတ်ဘူးလားဆိုရင်တော့မွေးမလုတ်ဘူးအဲ့လိုမျိုးတဘာဝကြီးကျတော့မွေးရတယ်အရှင်ကိုခံပြီးတော့မလုတ်တတ်ဘူးအဲ့ဒါကဘာလဲဆိုတော့ဒီမှာကြက်တွန်နဲ့လုံးရမှာယုံလို့လာပြောပြတာနော်ဒါကရောက်တော့လေဘလို့ယုံလဲဆိုတော့မွေးငငယ်တုန်းကကလေးကမျက်ခုံးမပါဘူးဆိုရင်အဲ့ကလေးကိုပေါ့နော်အဲ့လိုမျိုးဒီလိုမျိုးကြက်တွန်လှီးပြီးရင်အဲ့ကြက်တွန်နဲ့ပုတ်ပေးပေါ့နော်မျက်ခုံးပြီးပေါက်တယ်ပေါ့နော်အဲ့လိုမျိုးတွေပြောကြတာစပင်ဆိုရင်စပင်တွေကကြောင်နေတဲ့နေရာကိုပုတ်ပေးပေါ့နော်အဲ့ဒါဆိုရင်လည်းစပင်ပေါက်တယ်ပြောတယ်ကြားတယ်အဲ့ဒါကြောင့်ယုံလို့လာပြောပြတာသူကရောက်တော့ဘာနဲ့သုံးရမလဲဆိုကြက်တွန်ရဲ့တဲ့တန်လူစီရဲ့ပေါ့နော်ကြက်တွန်နဲ့တန်လူစီနဲ့သုံးရမယ်တဲ့ကြက်တွန်ကိုကြားတော့အဲ့လိုမျိုးပပလှီးပြီးရင်စိတ်စက်နဲ့ကြိတ်ပြီးရင်ထားဒါတခုပဲပေါ့နော်စိတ်စက်မရှိတဲ့လူကထားပေါ့နော်အဲ့လိုပြောချင်တာအဲ့လိုမျိုးလုပ်ပြီးတော့ရလာတဲ့အရီပေါ့နော်သူ့အရီညက်ရတယ်ရလာတဲ့အရီကိုဖန်ခွက်ထဲတစ်ခုနဲ့ခွက်တစ်ခုနဲ့ပေါ့နော်ထဲအဲ့လိုမျိုးထည့်ပြီးရင်တန်လွန်စီနဲ့ရောတမမှွေပေါ့နော်ကို့မှာကတန်လွန်စီမရှိဘူးဆိုရင်ဒီလိုမျိုးအုံးစီတည်းရတယ်ဒီလိုမျိုးအုံးစီနဲ့လုပ်ပြီးရင်ဥယျဒီစပင်အနှံ့ကိုလိုက်ပြီးတော့လူထားနှက်ထားပေါ့နော်နိုင်ဝက်တနိုင်နှက်ပြီးကြကြရင်ခေါင်းလျှော်လို့ရပြီတဲ့မွေးပြောချင်တာကကျတော့ကိုခေါင်းလျှော်မယ်ဆိုရင်အဲ့လိုမျိုးခက်ပြီးကအရမ်းများတဲ့ခေါင်းလျှော်နေတော့မလျှော်နဲ့တဘာဝဖြစ်တဲ့ဒါဆိုရင်ဒီလိုမျိုးဆိုရင်တဘာဝစစ်တယ်လေအဲ့လိုမျိုးခေါင်းလျှော်ပေါ့နော်ကိုတုံးနေတဲ့ခေါင်းလျှော်ကတဘာဝပစ္စည်းတဘာဝခေါင်းလျှော်ကြီးလေးတော့သုံးပေါ့နော်အဲ့လိုမျိုးလေးတော့သုံးပေးနောက်အဲ့လိုမျိုးတက်လာအတွင်းစပင်အရှိမြန်စီတဲ့အထဲမှာပေါင်းစည်းလဲသုံးပေးရတယ်စပင်ကကိုယ်စပင်ကတော်တော်ရှိတယ်ကွယ်ဒီလောက်ရှိနေတယ်ဆိုရင်ပေါင်းစည်းရမဖြစ်မတုံးရတော့မယ်အဲ့တော့ပေါင်းစည်းတုံးပေးရတယ်ဒီလိုမျိုးအောက်ဖြားရောက်လေစပင်ကဖွာကျန်းတာလေအဆိုတဲ့မရှိတဲ့အတွက်6ကြီးပေါ့ကွယ်ဆန္ဒ6ကြီးဖြစ်သွားတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်လို့တဘာဝဖြစ်တဲ့ပေါင်းစည်းဒီလိုမျိုးဒါဆိုတဘာဝပေါင်းစည်းပေါ့နော်ဒီလိုမျိုးပေါင်းစည်းတွေအသုံးပြုပေးရတယ်တော့တလားအတွင်းစပင်အရှိမြန်ခြင်းလဲဆိုရင်ပေါင်းစည်းရဲ့ဒီလိုမျိုးကြက်တွန်လေးရဲ့ပေါ့နော်တစ်ဖက်ကိုနှစ်ကြိမ်ပဲပုံမှန်လုပ်သွားပေးပေါ့နော်အဲ့ဒါဆိုရင်ကိုယ့်ရဲ့စပင်ကတက်လာအတွင်းတိတာစပင်အရှိမြန်ပါတယ်တဲ့နော်နောက်လေတိကျင်တာလေးတွေရှိရင်ဒီဗီဒီယိုရဲ့အောက်မှာမေးခဲ့လို့လည်းရတယ်မွေးအတက်နိုင်ဆုံးပေါ့နော်စူးစမ်းပြီးတော့လေ့လာပြီးတော့ပြပြပေးသွားပါမယ်နော်